နီးပြူဟာအဆင့်9ရောင်းချပြီးနောက်လှုပ်ဆောင်ရမယ့်အချက်များတတမမြောက်နီးပြူဟာကမိမိအိမ်ချမ်းမြေကိုရောင်းချပြီးနောက်ဆက်လက်လှုပ်ဆောင်ရမယ့်အချက်များဖြစ်ပါတယ်အိမ်ရောင်းချဖို့သဘောတူညီမှုရရှိသွားပြီးရင်ဘာတွေကိုဆက်လက်ပြုလုပ်ဖို့လိုအပ်မလဲဆိုတော့နံပါတ်1ငွေကြေးလွှဲပြောင်းမှုဒီနေရာမှာငွေသားတိုက်ရိုက်တွဲပြောင်းရယူခြင်းထက်ငွေပမာဏများရင်ဗန်မတစ်ဆင့်ငွေလက်ခံရယူခြင်းကနှစ်ဦးနှစ်ဖက်စလုံးအတွက်ပိုပြီးအဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ငွေတူအစစ်ငွေပမာဏပြည့်မပြည့်ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းအစရှိတာတွေကိုဘဏ်ကနေစစ်ဆေးပေးခြင်းနဲ့လိုအပ်တဲ့အချက်လက်တွေကိုရယူနိုင်တာကြောင့်ဝယ်ယူသူရောင်းချသူနှစ်ဦးနှစ်ဖက်စလုံးပုံမအဆင်ပြေလွယ်ကူစေပါတယ်အခုခေတ်မှာ mobile banking ကနေလည်းမိနစ်ပိုင်းအတွင်းငွေအလွှဲပြောင်းလုပ်နိုင်ပါတယ်နံပါတ်2မြေစရင်းလွှဲပြောင်းမှုသက်ဆိုင်ရာမြို့နယ်မြေစရင်းရုံမှာမြေစရင်းလွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကိုပြီးမြောက်အောင်တခါတည်းလှုပ်ဆောင်ခြင်းပြုလုပ်ပါနံပါတ်3တော့အနှံခြင်းအိမ်တော့ခြံတော့အခန်းတော့အစရှိတဲ့တော့များအားလုံးကိုဝယ်ယူသူစီစရင်းနဲ့တကွအနှံဖို့လိုအပ်ပါတယ်နံပါတ်4ဝန်ဆောင်မှုများလွှဲပြောင်းပေးခြင်းလျှက်စစ်မီရေအင်တာနက်အစရှိတဲ့ဝန်ဆောင်မှုများကိုလွှဲပြောင်းပေးအပ်ဖို့လိုအပ်ပါတယ်နံပါတ်5အိမ်နဲ့ပတ်သက်တဲ့အချက်လက်များကိုပေးခြင်းအိမ်နဲ့ပတ်သက်တဲ့အဆောက်အဦပုံများလျှက်စစ်မီတွေ့တန်းပုံများရေပိုက်တွေ့တန်းပုံများသက်ဆိုင်ရာမြို့နယ်ရက်ကွက်အလိုက်အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအစရှိတဲ့အချက်လက်တွေကိုရှိရင်ရှိသလောက်ဝယ်ယူသူစီလွှဲပြောင်းပေးအပ်ဖို့လိုအပ်ပါတယ်နောက်ဆုံးအဆင့်အနေနဲ့ဝယ်ယူသူရောင်းချသူနှစ်ဦးနှစ်ဖက်လက်မှတ်ထိုးပြီးသက်ဆိုင်ရာရုံးမှာအယောင်းဝယ်စာချုပ်မှတ်ပုံတင်ဖို့လိုအပ်ပါတယ်